လာလာလေးများဖြင့်အချွေရေးမစခင်ဖြူစင်တဲ့ဇယိုက်လက္ခဏာများနဲ့တောသဘာဝရဲ့လတာတဲ့ညလေးတစ်ညမှာပေါ့ဘဝဆိုတာပန်းခင်းတဲ့လမ်းမှာလားရဲ့လို့အမင်းစိတ်ကူးရင်ပန်းအိမ်မဲ့ကလေးများနဲ့အပြစ်မဲ့ဘဝလေးများကိုငွေမောရင်တွေးတောလိုက်တဲ့အခါမှာတော့ညီအေးတို့ရွာညီအေးတို့ရွာညီအေးတို့ရွာတာယာအောင်ကြောင်းကိုပြင်ပြောပြလို့ကိုမင်းမထင်ပါမောင်ကြီးတို့တစ်ခါတစ်ခါလာရောက်လေလေပါစိတ်ပြူနေမှာညီအေးတို့ရွ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 ာ
မရောက်ပြကြပြီမွေးရမြင်မိရွာကလေးစီမြင်ရမှန်းစားတမောင်လွမ်းသည်လွမ်းသည်အဝဲမသည်မိုးကုံစဝိုင်းမုံရီပြားတလီညူရောက်တဲ့ဓာတ်တော်ကလေးစီမန်းစားမြော့ရီစိတ်ညူညူရောက်သွေးနေတော့ပြူပြူပြားစေဒီအပြားရမိုးသာအောင်မှာစေးရီချဲပတိကားတစ်ချက်ပမာရင်နဲ့ရှူမပြောမစုံအောင်နာသည်ဒီချိန်ဆိုတို့ရွာကချောင်းကလေးတွင်မှာလေကလေးစီလို့ပြောနေကြရမည်ဝါဆိုဝါကရေပန်းတော့လေကလေးစီလို့ကြောင်းနေရပါသည်ငယ်စဉ်ဘဝပြန်တွင်မိအမေနဲ့အတူလေကိုလို့ရင်လေတဲ့စင်ကတတိယမိသေးသည်အမေရွာကလေးစီမြင်အောင်မှန်းစားလွမ်းရပါသည်ငယ်စဉ်ကလေးဘဝကအေးမြပါသည်အမေရွာဌာနီအညာကြီးလက်စီအမေပေးတဲ့တောင်းကြည့်ပြီးအိုမေပေးတဲ့တောင်းကြည့်ပြီးတာမောင်ပြန်ခဲ့မယ်လို့တွေ့တာမောင်ပြန်ခဲ့မယ်လို့တွေ့အမေပေးတဲ့တောင်းကြည်ပါမည်တာဘဝရှိတွေ့ပညာကိုရည်ထားတဲ့အမေစီမိရွာကလေးစီတာအရောက်ပြန်လာခဲ့တော့မည်မြောက်တာတော့ကြာနေတယ်အမေနဲ့မိရွာကလေးစီမြင်အောင်မှန်းစားတာမှမမိတယ်ဟိုးဝေးစီမှာမုန်းဖို့စကွမ်းရှိတယ်ပြန်ရောက်ဖို့သာအောင်မှာထန်းတော်လေးရှိတယ်အမိရွာကလေးစီကိုတာတန်းတာနောက်မိနေတယ်လေဟိုးငယ်စဉ်ကလေးဘဝကဆိုအမိနဲ့အတူတူလေကိုတော်ရင်လေထဲစင်းတာမျိုးတာမှတတိယမိတယ်အမိဒါကြောင့်လေတားရဲ့ရည်ချက်တွေပြည့်တဲ့တတိယရအမိနဲ့အမိရွာကလေးစီကိုတားရောက်ပြန်ခဲ့တယ်အမိသားရောက်ပြန်ခဲ့ပါမယ်အမိရှင်တော်မြတ်ကြီးကဘဟုပကာရဘိက္ခဝေမာတာပိတရောဗုဒ္ဓနာအင်္ဂုတ္တရပါဠိတော်မှာဟောမြတ်တော်မူသည်မိဘတို့ကျေးဇူးကိုနန္ဒမေတ္တာနိုင်တူရှာမရပြီအမိဘတို့ကျေးဇူးကိုအနန္တမေတ္တာနိုင်တူရှာမရပြီဥဇာနာသာကိုယ်တွေ့မထားသာသာသမီးသာမိသာမစ္စာရည်ရချက်တည်များလုံးလာသည်ရှင်းတဲ့လောက်အောင်စောင့်ရှောက်ရုံနဲ့မတင်းတိတ်နိုင်ပြီအနန္တမေတ္တာမြတ်နဲ့ကြီးမားတဲ့မိဘကုံစွမ်းမိဘတို့ကျေးဇူးကိုအနန္တမေတ္တာနိုင်တူရှာမရပြီအမိဘတို့ရဲ့ကျေးဇူးကိုအနန္တမေတ္တာနိုင်တူရှာမရပြီဥဇာနာဇာ
ကိုတွေ့မထားသာသာသမီးသာမြည်သာမြစ်စာဟိရဲ့